အဲ့ဒီနောက်ညတန်းကောင်ရဲ့အချိန်ကိုရောက်ရှိလာခဲ့ပြီဖြစ်လို့စစ်သူကြီးအိမ်တော်ထဲသူတို့ဝင်ရောက်လာခဲ့ကြပြီးနေရှောင်းလင်းကတော့သူမဟာမတရားမှုကြောင့်တေဆုံးသွားခဲ့ရတာပါဆိုပြီးသူ့ကိုလိုက်ချောင်းနေခဲ့ပါသေးတယ်။ဒီအချိန်မှာပဲ6ချဖွဲ့လေတံကြီးတစ်ခုကသူမပြောသလိုလိုက်ပြောလာခဲ့တာကြောင့်မိစ္ဆဝိညာဉ်ထွက်ပေါ်လာပြီဖြစ်မှန်လူတိုင်းသိသွားကြရတော့ဆရာဖြစ်သူကကာကွယ်ရေးအဆောင်ရွက်တွေကိုတစ်ခုစီပေးထားလိုက်ရပါတယ်။အခန်းထဲဝင်လိုက်ကြတဲ့အခါရုပ်ထုကြီးတစ်ခုကိုသာမြင်တွေ့လိုက်ကြရပြီးပျောက်ဆုံးသွားတဲ့အလောင်းကောင်အကြောင်းမေးတော့သူ့အလိုလိုမီးလောင်ပျက်စီးသွားတယ်ဆိုပြီးအရာရှိပြန်ဖြေလိုက်တယ်လို့ပတ်ဝန်းကျင်မှာလည်းအေးဆက်ချောက်ချမှုတွေပုံမကြီးဆိုးလာခဲ့တဲ့အတွက်ရှောင်းလင်ကသူ့နောက်ဝင်ပုံလိုက်ပါတယ်။ရုပ်ထုကြီးကိုကြေးပြားနဲ့စစ်ဆေးကြည့်လိုက်တာနဲ့ပောက်ကွဲပျက်စီးသွားပြီးအလေးမီးတွေလည်းချက်ချင်းငိမ့်သေသွားခဲ့တာကြောင့်ဆရာဖြစ်သူကကြေးတန်လုံးတွေကိုပတ်ပတ်လည်ဝန်းရံထားလိုက်ပြီးမင်းစီမှာအရေးချင်းရှိတာပဲလို့ရေရွတ်လိုက်တဲ့အချိန်ကြေးရုပ်ထုကြီးကသူတို့နောက်ရောက်ရှိလာကပြိုလဲကျလာခဲ့လို့အမြန်ရှောင်တိန်လိုက်ရပါတယ်။အပြင်ထွက်ဖို့စ조사သူကိုလည်းတကားပိတ်ထားလိုက်ပြီးပြန်ထလာတဲ့ကြေးရုပ်ထုကြီးကိုအားကုန်ရိုက်ထုတ်ပေးလိုက်တာကြောင့်ဆရာဖြစ်သူကကြေးနီတန်လုံးတွေကိုဓာသွားတွေဖော်ထုတ်လိုက်ပြီးတိုက်ခိုက်ဖျက်ဆီးကြည့်လိုက်ပေမဲ့အကျိုးသက်ရောက်မှုမရှိဘဲကြေးနီလုံးတွေသာရိုက်ထုတ်ခံလိုက်ရပါတော့တယ်။ဒါကြောင့်အဆောင်ရွက်တွေနဲ့လှုပ်ရှားမှုတားဆီးထားရင်ဆရာဖြစ်သူနဲ့ကြေးရုပ်ထုကြီးအပြင်းထန်တိုက်ခိုက်နေကြသလိုနင်ဂျန်ကျိုးတို့3ယောက်ကလည်းတိုက်ပွဲဖျားမခတ်အောင်အမြန်ရှောင်တိန်နေကြရပြီးခုံအောက်ထဲဝင်ပုံးလိုက်ကြရပါတယ်။ဒီအချိန်တာအိုဆရာကအပေါ်ဘက်ခုံရှောင်လိုက်ပြီးအဆောင်ရွက်တွေကိုသွေးနဲ့ဖောက်ခွဲထုတ်ပစ်လိုက်ပြီးအလင်းငိုက်တိုက်ခိုက်လိုက်တဲ့အခါပျက်စီးမှုတွေကြားပျောက်ကွယ်သွားခဲ့ပြီးနင်ဂျန်ကျိုးတို့ဘက်မှရုတ်တရက်ပြန်ပေါ်လာလို့အမြန်ထွက်ပြေးကြရပေမဲ့ခေါင်းနဲ့ပြေးဆောင်လို့3ယောက်လုံးလွင့်ထွက်သွားကြရပါတယ်။ချန်ချိုဘက်ကိုပြေးဆောင်ဖို့ပြင်လိုက်တော့ဆရာဖြစ်သူကသွေးစီရင်နဲ့ရက်တန့်စေလိုက်ပြီးအဆောင်ရွက်တွေကြားမှာချုပ်နှောင်ဖမ်းဆီးထားရင်သူ့ကိုထွက်ပြေးခိုင်းပေမဲ့နင်ဂျန်ကျိုးကလန်တချောင်းပြေးယူပြီးအားကုန်ဝင်ထိုးပစ်လိုက်ပါသေးတယ်။ဒါပေမဲ့ပြန်ကန်အားကြောင့်လွင့်ထွက်သွားရတဲ့သူကိုရှောင်းလင်းကဆွဲခေါ်ထုတ်သွားခဲ့တယ်လို့ဆရာဖြစ်သူကလည်းရုပ်ထုတွေကထွက်လာတဲ့မိစ္ဆာဝိညာဉ်နဲ့အားပြိုင်နေခဲ့ကြပြီးမကောင်းတဲ့စိတ်ဆန္ဒရဲ့ကျူးကျော်ဝင်ရောက်မှုကိုခြေဖြတ်ပစ်နေခဲ့ရပါတယ်။အဆုံးမှာတော့မိုးကြိုးအဆောင်တဲ့မိစ္ဆာဝိညာဉ်ကိုဖျက်ဆီးပစ်လိုက်နိုင်ပေမဲ့အရန်ကျန်းကျုံနေတဲ့မကောင်းဆိုးဝါးဖြစ်နေလို့ဆရာဖြစ်သူကိုယ်တိုင်မိစ္ဆာပူးကတ်ခံလိုက်ရပြီးတပည့်2ယောက်ကိုတတ်ဖို့ကြိုးစားလာပါတော့တယ်။နေရှောင်းလင်ကထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ဆရာဖြစ်သူကသူတို့ကိုဆွဲယူလိုက်ပြီးမင်းတို့လိုပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တွေကိုနှစ်ပေါင်းများစွာစူးစမ်းရှာဖွေထားရတာဖြစ်ပြီးဒီလိုနေ့မျိုးအတွက်မင်းတို့ကိုမွေးထားခဲ့တာလို့ပြောလိုက်တဲ့အပြင်သူတို့ရဲ့စွမ်းအင်တွေကိုရက်ဆက်စွာဝါမျိုးပြစ်နေလို့နာကျင်စွာအော်ဟစ်နေခဲ့ကြရပါတယ်။ဒီအချိန်ရှောင်းလင်ကမြေခွေးဝိညာဉ်အဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်အံ့ဩသွားတဲ့ဆရာလည်းမင်းစီမှာကနက်ဦးဝိညာဉ်ရှိနေပေမဲ့သူ့ကိုလည်းညာထားခဲ့တဲ့ပေါ့ဆိုပြီးထောင်ချောက်ထဲမှာပိတ်ဖို့စူးစမ်းလိုက်ပေမဲ့လွတ်မြောက်အောင်ရှောင်းတိန်ထွက်သွားခဲ့ကနေရာတစ်ခုမှရှိတဲ့အမိကိုချောင်းအနီရောင်မြေခွေးနဲ့ဆိုးစီကိုပြန်သွားလိုက်ပါတော့တယ်။အိမ်ကြီးထဲမှာတော့တပည့်2ယောက်လုံးကိုသတိလစ်အောင်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ဆရာဖြစ်သူရဲ့မျက်ခုံးနှစ်ခုကြားမှာအမက်သားတစ်ခုပေါ်လာပြီးသူ့ပိုက်ထဲကနေတေဆုံးသွားတဲ့စစ်သူကြီးရဲ့လက်နှစ်ဖက်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီလက်တွေကဦးကောင်းချိုးပစ်လိုက်ပြီးခန္ဓာကိုယ်ကိုအပိုင်စီးပစ်လိုက်တဲ့အချိန်ကောင်းကင်ပေါ်မှာလှုပ်ရှားမှုတစ်ခုဖြစ်သွားခဲ့ကဝိညာဉ်တစ်ခုကလည်းနင်ဂျန်ကျိုးရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားခဲ့ပါတော့တယ်။စိတ်ထဲမှာတော့ချန်ချိုကသူ့ကိုယ်သူပြန်မြင်နေရပြီးနတ်ဖျားမရဲ့ဥဆောင်မှုအောက်မှာဓာရီလေးကျင့်နေခဲ့တယ်လို့မင်းဘသူလဲလို့မေးကြည့်တဲ့အခါတစ်ဖက်လူကငါဟာမင်းကိုယ်တိုင်ပဲဆိုပြီးပြန်ဖြေပါတယ်။အဲ့ဒီနောက်နတ်ဖျားမကနင်ဂျန်ကျိုးကိုခေါ်ယူလိုက်ပြီးအမတ်တမဲ့ဖြစ်ချိန်မှာဓာတ်နဲ့ထိုးဆိုင်လိုက်တာကြောင့်မြင်ကွင်းတွေပျောက်ကွယ်သွားရင်တစ်ဖက်မှာလည်းချန်ချိုတယောက်သတိပြန်လည်လာခဲ့ပါတယ်။ဆရာဖြစ်သူကသူ့ကိုတက်ဖို့ကြိုးစားပေမဲ့ချန်ချိုကလက်ညှိုးတစ်ချက်ညွန့်ပြီးဆရာကောင်းကိုဖျက်ချပစ်လိုက်တဲ့အပြင်အားနည်းလိုက်တဲ့မိစ္ဆာလို့ပြောရင်ဒင်္ဂါပြားကိုကောက်ယူလိုက်ပါတယ်။ပြီးတဲ့အခါကောင်းကင်ထမောကြည့်ပြီးသူဟာဘသူများဖြစ်နေမလဲဒီလောကကြီးထဲမှာမျိုးရိုးနာမည်တူတဲ့လူနှစ်ယောက်ရှိနေနိုင်တာလားဆိုပြီးမှတ်ဉာဏ်နှစ်ခုပေါင်းဆက်တဲ့ဖြစ်စဉ်မှာဝေဝါးစွာဖြစ်နေရကနေရှောင်းလင်ကိုဒဏ်ရာကူတာပေးလိုက်ပါတော့တယ်။ကြောက်တိုင်းပြည်ရဲ့ဝါတော်အုပ်တစ်ခုအတွင်းမှာတော့ရှမ်းအားလို့ခေါ်တဲ့အနီဝတ်မိန်းကလေးတစ်ယောက်ကိုမျက်နှာဖုံးဝတ်လူများစွာကလှုပ်ကြံတိုက်ခိုက်နေကြပြီးသူမဟာမေတော်ကြီးရဲ့မျိုးဆက်ဖြစ်နေတာကြောင့်နတ်ဖျားတိုင်းပြည်ရဲ့အမိန့်တော်ပြဋ္ဌာန်းချက်အရကျူပင်ခုတ်ကျူငုံမကြံစေရဘူးဆိုပြီးအရက်မျက်နှာပေါင်းစုံကနေဝိုင်းဝန်းလှုပ်ကြံနေကြပါတယ်။ရှမ်းအားကလည်းထီးတစ်ချောင်းကိုလက်နက်အဖြစ်အသုံးပြုပြီးတားဆီးဖို့စ조사သူတိုင်းကိုအကုန်ပြန်ရှင်းပစ်နေခဲ့တာကြောင့်ဝါတော့အုပ်ကြီးတစ်ခုလုံးအပိုင်းပိုင်းပျက်စီးနေခဲ့ရတယ်လို့အချိန်တစ်ခုကြာပြီးချိန်မှာတော့သွေးစွန်းနေတဲ့ဒီနေရာကြီးထဲမှာသူမတစ်ယောက်ပဲကြံရစ်နေခဲ့ပါတော့တယ်။မျက်လုံးကချွတ်လိုက်တဲ့နောက်ချန်ယူနန်းတော်ကြီးဘက်ကိုဆွေးမြေ့စွာလမ်းကြည့်လိုက်ပြီးမိခင်ဖြစ်သူပေါ်မှာအသက်ကျွေးတင်နေသူတိုင်းကိုလက်စားပြန်ချေပစ်မယ်ဆိုကပြတ်သားစွာဆုံးဖြတ်လိုက်ရင်နန်းတော်ဘက်ခရီးဆက်လိုက်ပါတယ်။တစ်ဖက်မှာတော့နင်ဂျန်ကျိုတယောက်သတိလစ်နေသေးတဲ့ရှောင်းလင်းအတွက်စိတ်ကြိုပေးနေလျက်ရှိပြီးမကြခင်မှာသူမပြန်သတိရလာခဲ့ပါပြီ။ဆရာတို့အကိုကြီးကိုမြင်တော့သူမတို့ဘလို့အသက်ရှင်နေတာလဲဆိုတာနဲ့အဲ့ဒီနေရာကနေဘလို့လွတ်မြောက်လာခဲ့တာလဲဆိုပြီးမေးမြန်းလာတယ်လို့ဖြစ်ပျက်ခဲ့တာတွေကိုလည်းမကြောက်ဘူးလားလို့ထပ်မေးကြည့်တဲ့အခါချန်ချိုကဘာမှကြောက်စရာမရှိဘူးလို့ပြန်ဖြေလိုက်ပါတယ်။သူတို့ရဲ့လွတ်မြောက်မှုကလည်းကံကောင်းမှုကြောင့်ဖြစ်ပြီးဆရာဖြစ်သူလည်းအဲ့ဒီနေရာမှာတည်သွားခဲ့ပြီဆိုကစကားတခွန်းချင်းစီကိုအေးဆက်ပြတ်သားစွာပြန်ဖြေနေတာမြင်တော့သူမအကိုကြီးကိုတခုခုဝင်ပူးနေတာများလားဆိုပြီးတတိကြီးတဲ့ရှောင်းလင်ကတန်တရားဖြစ်သွားခဲ့ရပါပြီ။ဒါပေမဲ့ဒီအကြောင်းတွေကိုခဏမေးထားလိုက်ပြီးပေးတဲ့စေးတောင်းတရင်အဲ့ဒီအချိန်တုန်းကဆရာတို့အကိုဟာသူမရှိကနေကာကွယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်း
သူမဘက်ကနောက်ပြောင်ခဲ့တာတွေကိုလည်းခွင့်လွှတ်ပေးပါဆိုပြီးတောင်းပန်လိုက်တဲ့အခါနင်ဂျန်ဂျိုကဒီကိစ္စတွေကိုမေ့သွားပြီးဖြစ်တာကြောင့်ဘွေမယူပါဘူးဆိုပြီးပြန်ဖြေပါတယ်။သူ့အနေနဲ့ကိစ္စတော်များများကိုသတိမေ့သွားပြီးဖြစ်တယ်လို့အကြောင်းအရာအသစ်တွေကိုလည်းပြန်မမိလာခဲ့တဲ့ဆိုပြီးကောင်းကင်ထက်မောကြည့်လိုက်ရင်အရင်ဘဝတုန်းကလည်းဆရာဖြစ်သူနတ်ဖျားမဟာသူ့ကိုတက်ခဲ့တာဖြစ်မှန်နာကြီးစွာတွေးမိလိုက်ပါတော့တယ်။နောက်ကျောကထိုးတဲ့ဓာတ်ဟာမြင်နိုင်ဖို့အခက်ခဲဆုံးဖြစ်ကြောင်းရေရွတ်လိုက်တဲ့အခါမူရင်းပုံစံနဲ့များစွာကွဲပြားနေတဲ့ဆရာတူအကိုကိုကြည့်ပြီးနင်ဂျန်ဂျိုဟာအရင်နဲ့မတူပဲတခြားတစ်ယောက်ဖြစ်သွားမှန်သတိပြုမိလိုက်တာကြောင့်ထိတ်လန့်သွားခဲ့ရပါတယ်။ချန်ဂျိုကတော့သူ့ကိုဆရာတူအကိုလို့မင်းဘက်ကသတ်မှတ်ထားတဲ့ဆိုရင်တစ်သက်လုံးထိခိုက်အောင်လုပ်မှာမဟုတ်ကြောင်းပြောပေမဲ့နေရှောင်းလင်ကကြောက်ရွံ့နေစေဖြစ်လို့ဆရာဖြစ်သူတင်ထားတဲ့ငွေတင်းကားရှိတဲ့နေရာလေးခုလောက်ကိုသူတို့သာသိတဲ့လှုပ်ဝက်ချက်အဖြစ်နဲ့ထုတ်ပြောပြလိုက်ရပါတယ်။အဲ့ဒီအခါကျမှချန်ဂျိုဟာသူမရဲ့ဆရာတူအကိုဆက်ဖြစ်နေသေးမှန်သဘောပေါက်သွားခဲ့တယ်လို့သူကလည်းကြောက်တိုင်းပြည်မှာဘာကြောင့်ပြန်ရှင်တန်လာရတာလဲဆိုပြီးအတွင်းနဲ့နေခဲ့ရပါတယ်။အကြောင်းကတော့နတ်တိုင်းပြည်အပြင်ဘက်မှာတေဆုံးသွားသူတိုင်းကတကယ်သေးသွားကြတာဖြစ်ပြီးသူကတော့ပြန်မွေးဖွားလာတဲ့အတွက်ကြောက်တိုင်းပြည်ဟာသူ့ကံကြမ္မာနဲ့တခုခုဆက်ဆက်နေရမယ်ဆိုပြီးရေရွတ်လိုက်တဲ့နောက်နေရှောင်းလင်ကိုလည်းအရင်တိုင်းစောင့်ရှောက်ပေးနေမယ်လို့ပြောပြီးလှုပ်ဝက်စမ်းကျင်မှုတွေနဲ့အပြင်ထွက်သွားခဲ့ပါတော့တယ်။